scan 2နဲ့ကျွန်တော်တို့ကဒီ scan 2နဲ့စီထုတ်ပြမှာဖြစ်ပါတယ်ဒီကားလေးကကျွန်တော်တို့စီမှာသုံးတဲ့ high jack ကားလေးပေါ့နော်ဒီ high jack ကားလေးကိုကျွန်တော်တို့စီထုတ်မှဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့စီလာတဲ့ဒီ injector ကိုစီဖျန်းတဲ့ pipe ပေါ့စီတိုင်ကြီးကနေပြီးတော့ electric band နေပြီးတော့စီတွန်းတဲ့ pipe ပေါ့ဒီ pipe ကဘယ်လိုသွားလဲဆိုတော့ကျွန်တော်တို့က injector စီကိုသွားတယ်အဲ့ pipe ကိုကျွန်တော်တို့ဒီမှာဖြုတ်လိုက်တယ်ဖြုတ်ပြီးတော့ကျွန်တော်တို့အပြင်က pipe ကျွန်တော်ဒီ pipe ပေါ့နော်အပြင်ဒီ pipe ကိုကျွန်တော်တို့ကဆွတ်လိုက်တယ်ဆွတ်ပြီးတော့ကျွန်တော်တော့ဖွင့်လိုက်မှာပေါ့နော်တော့ဖွင့်ပြီးတာလည်းကျွန်တော် scan 2ကနေပြီးတော့ကျွန်တော်တို့ကဒီမှာဒီ EFI ပန်ကိုကျွန်တော်တို့က command လှမ်းပေးမှာပေါ့နော်ပန်လှုပ်ဖို့အတွက်ကို command လှမ်းပေးမယ်ဒါဆိုလို့ရှိရင် ပိုက်တက်လိုက်ပဲမဲ့လည်းဒါစီကကျွန်တော်တို့ကဒီမှာမထွက်သေးဘူးခဏနေကျွန်တော် scan 2ကနေပြီးတော့ဝင်ပြီးတော့ online မှာဆိုလို့ရှိရင်ဒီစီတွေထွက်ကြလာမှာဖြစ်ပါတယ်ဒါလေးနဲ့ကျွန်တော်တို့စီကိုလိုသလောက်ထုတ်လို့ရပါတယ်ကျွန်တော်တို့ကတော့ဒီဘုံနဲ့လွယ်တကူဝယ်လို့မရတဲ့အခါမျိုးတွေမှာကျွန်တော်ဒီလိုမျိုးလေးသုံးတာပေါ့နော်ဒါဆိုရင်ဝင်ပြီးလိုက်တာဘူးနဲ့တစ်ချက်အောက်ထားတယ်နော်ကွန်ပျူတာကနေပြီးတော့ကျွန်တော်က EFI ပန့်ကို command လှမ်းပေးမှာပေါ့နော် special function ကနေပြီးတော့အရင်ဆုံးကျွန်တော်တို့ကတော်လေးဖွင့်ထားမယ်ကျွန်တော်တို့က on ဆိုတဲ့ခလုတ်လေးကိုဒါ on mode လေးလဲ on ပါပြီနော်ဒါဆိုလို့ရှိရင်နှိပ်လိုက်ပြီနှိပ်လိုက်တဲ့နေရာမှာကျွန်တော်တို့ကအစီထွက်လာမှာဆိုပြန်ပိတ်ကြည့်ပါလားအော်ပြန်ပိတ်ကြည့်ဒါဆိုရင် on လိုက်မယ် on လိုက်ရင်ခဏနေစီရောက်သွားမယ်ပြန် on လိုက်မယ် on လိုက်ပြီon လိုက်ပြီဆိုလို့ရှိရင်ဒါစီထွက်လာတယ်ပြန်ပိတ်ကြတယ်ဟုတ်ပြီရပါပြီဒီနည်းလေးနဲ့ကျွန်တော်ထုတ်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်